မဉ္ဇဉ်ပူဉ္ဇဉ်ဖြစ်ဖို့ပါရမီလိုပါတယ်တခါတုန်းကဘာနတိမင်းတစ်ပါးဟာနွေရာသီစံနှန်းတော်မှာနေပါတယ်အဲ့ဒီအချိန်မှာဘာနတိမင်းရဲ့အနားမှာမောင်မတစ်ယောက်က12နန့်သားသွေးနေပါတယ်နန့်သားသွေးနေတဲ့မောင်မရဲ့လက်တစ်ဖက်မှာကလက်ကောက်တစ်ကွင်းတခြားတစ်ဖက်မှာကလက်ကောက်နှစ်ကွင်းရှိနေပါတယ်နန့်သားသွေးနေတာဆိုတော့လက်ကောက်နှစ်ကွင်းရှိရဲ့လက်ကတစ်ခုနဲ့တစ်ခုအချင်းချင်းထိခိုက်ပြီးမိနေပါတော့တယ်လက်ကောက်တစ်ကွင်းပဲရှိတဲ့လက်တစ်ဖက်ကတော့မမြည်ပါဘူးဘာနတိမင်းကလက်နှစ်ဖက်ရဲ့တုံ့ပြန်ပုံကိုတူတာကိုမြင်ပြီးလက်ကောက်တစ်ကွင်းနဲ့ဝတ်ထားတဲ့လက်ကမမြည်ဘူးနှစ်ကွင်းဝတ်ထားတဲ့လက်ကြတော့မြည်နေတယ်ဒီအတူပဲလူတွေဟာအပေါင်းဖော်နဲ့နေရင်မကျေနပ်မှုတွေထိခိုက်မှုတွေဖြစ်နေမှာပဲတယောက်တည်းနေရင်တော့မကျေနပ်မှုထိခိုက်မှုဆိုတာရှိမှာမဟုတ်ဘူးလို့နန့်တာတွေးနေတဲ့မောင်မမိတ်တန်ကိုတစိမ့်စိမ့်ကြည့်ရင်တွေးနေတဲ့အတွေ့ကိုထက်ခါဆင်ကျင်နေပါတော့တယ်။ဘာနတိမင်းကမြင်ကွင်းကိုကြည့်ပြီးဆင်ကျင်နေတဲ့အချိန်မှာအနားမှာရွှေတွေစိန်တွေညွတ်နေအောင်ဝတ်ထားတဲ့မိဖုရားကြီးကလည်းရှိနေပါတယ်။မိဖုရားကြီးကဒါကိုဘလို့တွေးသလဲဆိုတော့မင်းကြီးတော့မောင်မငယ်ကိုကြည့်ပြီးချစ်စိတ်တွေဖြစ်နေပြီထင်တယ်။မဖြစ်ဘူးငါကိုယ်တိုင်တွေးမှာပဲဆိုပြီးမောင်မငယ်ကိုဖယ်ခိုင်းပြီးကိုယ်တိုင်ဝင်သွေးပါတော့တယ်။မိဖုရားကြီးရဲ့လက်မှာလက်ကောက်တွေကအများကြီးဆိုတော့အတန်တွေကချွင်းချွန်းဆိုပြီးတော့ရှေ့ကထက်ပုံမြင်နေပါတော့တယ်။အရင်ကထက်3-4ဆပုံမြင်လာတဲ့လက်ကောက်တန်တွေကြောင့်မင်းကြီးလည်းပိုပြီးညင်းငွေတန်ဝေကဖြစ်သွားပါတော့တယ်။ဒါကြောင့်ညင်းငွေတန်ဝေကစိတ်ကိုအခြေခံပြီးနေရာမှာတင်ခန္ဓာကိုယ်ညှဉ်းဆိုင်ပြီးဝိပဿနာရှုလိုက်တာပစ္စေကဗုဒ္ဓဖြစ်သွားပါတော့တယ်။မင်းကြီးဝိပဿနာပွားများလို့ပစ္စေကဗုဒ္ဓဖြစ်သွားတဲ့အချိန်မှာမိဖုရားကြီးကလည်းနန့်သားတွေးပြီးလို့မင်းကြီးကိုနန့်သားလိမ့်ဖို့ရှောက်ပါတယ်ဒီတော့မင်းကြီးကငါမင်းမဟုတ်တော့ဘူးပစ္စေကဗုဒ္ဓဖြစ်သွားပြီနန့်သားမလိမ့်တော့ဘူးလို့ပြန်ပြောပြီးမိဖုရားအပါဝင်အမတ်အားလုံးကိုတရားဟောပါတယ်တရားဟောပြီးတော့ဟိမဝန္တာနန္ဒမူလိုင်းကိုကြာသွားပါတော့တယ်သုတ္တနိဗ္ဗအထာကထာခက္ခဝိတာနာတုတ်စာမျက်နှာ85မှာကောင်းလို့ဖော်ပြထားခြင်းဖြစ်ပါတယ်။ရွှေလက်ကောက်တွေရဲ့ရိုက်ခတ်တံတွေကိုလူတိုင်းနီးပါးကြားဖို့နေကြတာပါပဲ။ကြားဖို့တဲ့သူတိုင်းလည်းတန်ဝေကဖြစ်ပြီးတရားတို့တရားမြတ်တွေရမသွားကြပါဘူး။ဒါကပါရမီနဲ့ဆိုင်သွားပါပြီ။ပါရမီပြည့်တဲ့သူတွေကတော့တက်ရှိတွေရဲ့ဖြစ်စဉ်မှတည်းမဟုတ်ပါဘူး။တတ်မဲ့တွေရဲ့ဖြစ်စဉ်တွေကိုပါကြည့်ပြီးတန်ဝေကဉာဏ်ဖြစ်ပြီးဝိပဿနာတရားအားထုတ်ရင်တရားတို့တရားမြတ်တွေရသွားတတ်ကြပါတယ်။တရားတို့တရားမြတ်ရသွားတဲ့တာရကဝတ္ထုတွေလည်းစာထဲမှာတော်တော်လေးတွေ့ရပါတယ်။ပါရမီပြည့်နေတဲ့အရှင်မြတ်တွေတန်ဝေကဉာဏ်ဖြစ်သွားတဲ့တက်ရှိတတ်မဲ့ဖြစ်စဉ်အာယုံတွေကအားလုံးနေ့စဉ်တွေ့နေရတဲ့မြင်ကွင်းတွေပါ။စင်ကြင်တဲ့တန်ဝေကဉာဏ်ဟာဝိပဿနာဉာဏ်မဉဏ်ဘုံဉာဏ်အတွက်အထောက်ပံ့ဖြစ်တဲ့ဆိုတဲ့အတိလေးကိုရင်းနေထည့်ပြီးကိုဝင်းကျင်ကတက်ရှိတက်မဲ့သဘာဝဖြစ်စဉ်လေးတွေကိုတန်ဝေကယူရင်စင်ကျင်သွားဖို့ပါပဲစိတ်တဘောထားမမြင့်မြတ်တာကိုကြိုးပဲကြည်တာတိတ်ဆုံးသွားတာတည့်ရက်လေးတွေကျွေသွားတာပန်းကလေးတွေညှိုးသွားတာစသဖြင့်ပေါ့စင်ကျင်ရင်နဲ့တန်ဝေကဉာဏ်လေးတွေများလာပါလိမ့်မယ်မဉဏ်ဘုံဉာဏ်မဖြစ်သေးရင်တော့အနုစာဝိပဿနာဉာဏ်ဖြစ်ဖို့အတွက်တော့အများကြီးအထောက်အကူဖြစ်သွားမှာပါဆိုလိုတာကတက်ရှိတက်မဲ့တွေရဲ့ဖြစ်စဉ်ကိုကြည့်ပြီးစင်ကျင်ကောင်းတယ်တန်ဝေကယူကောင်းတယ်ဆိုတာပါပဲပန်းလေးတွေညှိုးသွားတာကိုကြည့်ပြီးမမြဲတဲ့သဘောလေးတွေကိုစင်ကျင်နေတာကိုပန်းမယ်ညှိုးမှာပေါ့ဘာဆန်းလဲမယူနဲ့လို့တွားပြီးမပြောကောင်းပါဘူးတန်ဝေကယူရင်စင်ကျင်နေတဲ့အချိန်မှာအကုသိုလ်ကိလေသာတွေကင်းနေတာတော့အမှန်ပါပဲတန်ဝေကဉာဏ်ကတဆင့်ဝိပဿနာဘက်ကူးသွားနိုင်နေဆိုရင်တော့အတိုင်းထက်အလွန်ပါပဲခင်မွန်းတယောက်အနေနဲ့ကိုယ့်ရဲ့ဇနီးကိုအဝိတ္တဇာဆင်ရမယ်တာဝန်ရှိနေတာဆိုတော့ကိုယ့်ရဲ့ဇနီးမယားကိုရွှေလက်ကောက်တွေဝယ်ပေးရင်တစ်ဖက်ကလည်းလက်ကောက်တန်ကြရင်တန်ဝေကယူပေါ့ပါရမီပါခဲ့ရင်တရားအတိတစ်ခုခုတော့ဖြစ်သွားမှာပါအဓိကကတော့မဉဏ်ဘုံဉဏ်ဖြစ်ဖို့အတွက်ပါရမီတွေအများကြီးလိုပါတယ်ဒီတော့ပဂတိတာဝကမှာမဉဏ်ဘုံဉဏ်ဖြစ်ဖို့ပါရမီဘလောက်လိုသလဲ
ဒီအဖြေကိုဟိုတလောလေးကမှထွက်လာတဲ့ရောဆရာတော်ဘုရားအပါဝင်ဆရာတော်၅ပါးဆုံးဖြတ်ပေးဆိုထားတဲ့ဝိနည်းစရစာအုပ်တအုပ်မှာတွေ့ရပါတယ်။ဆရာတော်၅ပါးဆုံးဖြတ်ပေးဆိုထားတဲ့အထက်ကဒီမှာအချင်းချုပ်ပြန်ရေးပြရအောင်ပါ။ပညာတိကဘုရားလောင်းက၄တင်ချင်းနဲ့ကဘာတသိန်းတရာတိကဘုရားလောင်းဟာ၈တင်ချင်းနဲ့ကဘာတသိန်းဝိရိယာတိကဘုရားလောင်းက16တင်ချင်းနဲ့ကဘာတသိန်းပိစိကဗုဒ္ဓအလောင်းက2တင်ချင်းနဲ့ကဘာတသိန်းအရှင်သာရိပုတ္တရာအရှင်မောက္ကလန်တို့လိုအခတာဝကအလောင်းက1တင်ချင်းနဲ့ကဘာတသိန်းအရှင်မဟာကတ္တဖတို့လိုမဟာတာဝကအလောင်းကကဘာတသိန်းပါရမီဖြည့်ခဲ့ကြရပါတယ်တဲ့ပဂတိတာဝကတို့မှာဘလောက်ပါရမီဖြည့်ရမယ်ဆိုတာကာလတတ်မှတ်ချက်မရှိပါဘူးတဲ့ပဂတိတာဝကများဖြစ်ကြတဲ့ပဏိတတာမဏေကဤပဒကဘာကတ္တပဘုရားရှင်လက်ထက်ကစပြီးထေရိကာဘိက္ခုနီကဤပဒကဘာကောနာဂုံမြတ်စွာဘုရားလက်ထက်ကစပြီးအနာတပိဝိတာခစိတ်တတကြွယ်တို့ကကဘာတသိန်းထက်ကပွင့်ခဲ့တဲ့ဘဒုမုဒ္ဒရာမြတ်စွာဘုရားလက်ထက်ကစပြီးဇောတိကမေတကသတိလတတိတို့က62ကဘာထက်ကပွင့်ခဲ့တဲ့ဝိပတ္တိမြတ်စွာဘုရားလက်ထက်ကစပြီးပါရမီဖြည့်ခဲ့ကြရပါတယ်။နှစ်ဘဝသုံးဘဝပါရမီဖြည့်ရုံနဲ့မဉ္ဇဉ်ဘုံဉ္ဇဉ်မရနိုင်ပါဘူးတဲ့။ဝေရိစပုံနာကိုမြတ်စွာဘုရားကတရားဟောပါတယ်။ဟောကြားသူကမြတ်စွာဘုရားရှင်ကိုယ်တိုင်ပါ။ဒါပေမဲ့ဝေရိစပုံနာတရားသူတရားမြတ်ရမသွားရှာပါဘူး။ဘာဖြစ်လို့လဲဆိုတော့မတ်ဖို့ရခြင်းရဲ့ကုသိုလ်ပါရမီမပြည့်သေးလို့ပါတယ်။ဒါပေမဲ့ဘာဖြစ်လို့မြတ်စွာဘုရားကဟောတယ်လဲဆိုတော့နောင်အခါနိဗ္ဗာန်ရရေးအတွက်အားကြီးတဲ့အထောက်ပံ့ဖြစ်ဖို့ရဲ့အထုံဝါဒနာပါသွားစေဖို့ရဲ့ကြောင့်ဟောတာပါတယ်။ဒီတော့ပဂတိတာဝကရီပါရမီဘလောက်ဖြစ်ရလဲဆိုရင်ကဘာတသိန်းအောက်မှာစပြီးအနည်းဆုံးတစ်ခုနှစ်ခုသောဗုဒ္ဓံတရခေတ်တိုင်အောင်ပါရမီဖြည့်ခြင်းရမယ်လို့ရေပူရမှတ်တင်ပါတယ်တဲ့ဗုဒ္ဓံတရခေတ်ဆိုတာဖျားတစုနဲ့တစုကြားကာလကိုပြောတာပါဖျားတစုနဲ့တစုကြာပုံချင်းမတူပါဘူးတဲ့တချို့တစ်အတင်ချေတချို့ကဘာချီတချို့ကဘာချီမကြပေမဲ့နှစ်အရေးအတွက်မရေးတွက်နိုင်အောင်ကြာပါတယ်တဲ့ဆရာတော်၅ပါးဆုံးဖြတ်ပြထားတဲ့အဖြေပါဘာပဲပြောပြောပဂတိတာဝကမှာမဉ္ဇဉ်ဘုံဉ္ဇဉ်ဖြစ်ဖို့ပါရမီလိုတယ်ဆိုတဲ့အတီလေးကိုယ်စီရင်ထဲမှာရှိနေဖို့ပါပဲဒီအတီလေးကိုအခြေခံပြီးလူဘဝရခိုင်မှာပါရမီလေးတွေဖြည့်ဖြည့်သွားဖို့ပါအထူးသဖြင့်တော့နိုင်ဝက်ပဲဖြစ်ဖြစ်ကိုယ်ပိုင်ချိန်လေးယူပြီးပါရမီဖြည့်သွားပြဖို့ပါဥပမာမနက်6နာရီကနေ6နာရီခွဲအတွင်းကိုယ်ပိုင်ချိန်သတ်မှတ်ပြီးပါရမီဖြည့်မယ်ဆိုရင်ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်အတွင်းမှာဘာကိစ္စကြီးပဲပေါ်ပေါ်ကိုယ့်ရဲ့ပါရမီကိုအတိတ်ထန်နဲ့ဖြည့်သွားရပါမယ်။အဲ့ဒီအချိန်မှာကိုယ့်ရဲ့ကိုကအင်ကြီးလေးမိဘူးတိုက်ပေးပါအောင်လို့လာပြောရင်ကျမပါရမီဖြည့်နေတယ်လို့သာပြန်ပြောလိုက်ပါ။တကယ်တမ်းကိုယ့်နောက်ကိုပါမှာကကိုယ့်ရဲ့ပါရမီတွေပါ။ကိုယ့်ရဲ့ကိုလည်းမပါပါဘူး။ကိုယ့်ရဲ့သားသမီးတွေလည်းမပါပါဘူး။ကိုယ့်ရဲ့ယာတို့ဌာနန္တရစီးစိမ်တွေလည်းမပါပါဘူးပါရမီဆိုတာဒီတိုင်းနေလို့တော့ပြည့်လာမှာမဟုတ်ပါဘူးဖြည့်ရင်နဲ့တနေ့သောအခါမှာပြည့်သွားမှာပါပါရမီပြည့်တဲ့တနေ့မှာတရားတော်တစ်ခုခုနာကြားပြီးဒါမှမဟုတ်တစ်ခုခုကိုတန်ဝေကဖြစ်ပြီးဝိပဿနာတရားရှုမှတ်ရင်မဉ္ဇဉ်ဘုံဉ္ဇဉ်ဆိုတာဖြစ်သွားမှာပါလောကီနယ်ပယ်ထဲမှာနေကြတာဆိုတော့လောကီအာယုန်တွေနဲ့ကင်းလို့မရပါဘူးသူအတိုင်းတာနဲ့သူတော့ရှိနေကြမှာပါဒီတော့ကိုရီးယားကလေးကြည့်နေရင်လေငါလူဘဝရလာတာဟာတရားအထုတ်ဖို့အဓိကကိုရီးယားကကြည့်ဖို့အဓိကမဟုတ်ဘူးလို့ဆင်ခြင်လိုက်ပါပြီးတော့ကြည့်စရာရှိတာလဲစက်ကြည့်ပါဒီလိုပါပဲမင်္ဂလာဆောင်မှာစိန်တွေညွတ်နေအောင်ဝတ်ပြီးသွားတဲ့အခါမှာလေငါလူဘဝရလာတာတရားအထုတ်ဖို့အဓိကမင်္ဂလာဆောင်မှာစိန်တွေညွတ်နေအောင်ဝတ်ပြီးသွားဖို့အဓိကမဟုတ်ဘူးလို့ဆင်ခြင်လိုက်ပါဝတ်စရာရှိတာဝတ်ပြီးသွားစရာရှိတာလဲဆက်သွားပါသပင်ဖြောင်းတဲ့အခါနှကန်းညီဆိုးတဲ့အခါချောင်းသာသွားတဲ့အခါဘောလုံးပွဲကြည့်တဲ့အခါတွေမှာလည်းငါလူဘဝရလာတာတရားအထုတ်ဖို့အဓိကဆိုပြီးစဉ်းကျင်လိုက်ပါ
ပြီးရင်တော့ကိုလို့ဆရာရှိတာလဲဆက်လုပ်ပါစင်ချင်းရင်နဲ့ဒီနေ့မှာတန်ဝေကဉာဏ်တွေဖြစ်လာပါလိမ့်မယ်တန်ဝေကဉာဏ်ဟာဝိပဿနာဉာဏ်မဉဏ်ပူဉဏ်ကိုအထောက်ပံ့ဖြစ်စေတာဆိုတော့ရှင်လေးကိုတန်ဝေကဉာဏ်တစ်ခုခုတကယ်ရောက်သွားပြီဆိုရင်ဝိပဿနာဉာဏ်မဉဏ်ပူဉဏ်မဖြစ်သေးရင်တော့ဘဝမှာအနှစ်နဲ့အကအတိကနဲ့တာမညကိုအလူလူခွဲပြီးတည်သွားပါလိမ့်မယ်တရားအားထုတ်ဖြစ်တာမဖြစ်တာအပါထားလူဘဝရလာတာဟာတရားအားထုတ်ဖို့အဓိကဆိုတဲ့အသီးလေးရှိရင်တော်လာပါပြီကဲစာဖတ်သူမနဲ့အိယာထားတဲ့အခါငါလူဘဝရလာတာတရားအားထုတ်ဖို့အဓိကဘေဂရိတာဝကမှာမဉဏ်ပူဉဏ်ဖြစ်ဖို့ပါရမီလိုတယ်လို့နှစ်ကြိမ်လောက်ပဲဖြစ်ဖြစ်ဆင်ခြင်လိုက်ပါလားတနေ့သောအခါမှာတန်ဝေကဉာဏ်တစ်ခုခုတော့ဖြစ်လာမှာပါရုပ်ရှင်ဒီကဗျာမဂဇင်းဟုတ်ကဲ့ကျွန်တော်ခုဖတ်ပြပေးသွားတာကတော့ဆရာတော်ရေဝင်တွင်အင်းမရေးသားထုတ်ဝေထားတဲ့ဖြစ်ပြီးတဲ့အကုသိုလ်ကိုဘလို့ပင်မလဲဆိုတဲ့စာအုပ်ထဲကမဉဏ်ပူဉဏ်ဖြစ်ဖို့ပါရမီလိုပါတယ်ဆိုတဲ့ဆောင်းပါးကိုဖတ်ပြပေးသွားတာဖြစ်ပါတယ်